妹，我把豆腐里啊，我里啊，把这米烧来的。啊，你呀嘞，我是把豆腐里头。哦，妹妹那老早都拍出来的，这米我都杀的了吧，妹妹，这还弄的了，这米一样要杀。你这个杀起来呗，你都我稍微有点的了，我弄的点啥嘞？我弄的没听到。对，这米杀的也几个。我杀的老几个了，老年纪那个哪里个？没了。上回里边我干的，上个多差，我上回里边我拿的，好的，我不多差。那没来劲，这三个我这个人，这孩子我给咱说，出去孩子等，我说话不。妹妹，我把灯给你，哪里？我没做他们，我做没，我妹妹你干嘛？你干嘛？你干嘛？妹妹我给你，我做他嘛不？我做没，你干嘛？你干嘛？你做他吧没？我做没。哦，那把啥嘛没？是把啥嘛都是，这些都是他们，他今天要走。好的，哦，好的的，准备的，妹妹准备了，到了咱们吃饭了。不是，这个准备的要，咱毕竟要走。有谢谢啥？我老板洗面，大家可以走，大家可以走，准备面啦，啥？谢谢啥？啥？那老大一姐姐，也开门的，啥好的？我一天妹妹，原来是我，那老大爷我特别贵了啊！啊，那老大爷过来安那的呀？家里那边的，现在没有为啥嘛的？为啥？为啥这边的？拖一张来，拖一张来。这老大爷，啥都搞了，说好了没有？说点钱不要弄，他妈都生呀！哎，我结巴的，毛的，老的来拿啥来？我老大爷，毛的，没有比有了，没有比。那人家来那边啊？哦，妈妈谁在拿来标的啊？没老不，对，比有。毛的，现在有了。哦，啥了没啥对不？哎，现在有嘛嘞？我把我老大都没拿，毛的。好嘞，没法用了。啥？你说啥？看，到底给这货咋了我？好嘞，他没来咋了了？哎，他没来咋不了？目的咋办的？他没来咋不了？叫我没来咋不了？哦，妈妈的话说目的的他没来啥了？都看的，哇，咱们妈咪没对吧？叫你吧。叫你去对的，你把叫你去对的。不要啊！我生意好的都，我妹妹啊，叫你才回答我毛溜，他干嘛嘞？他说的嘞，我没叫他干嘛嘞？是嘛意思？好嘞，他留的嘞，啥嘛留？什么了嘛？不讲的，光啥吧？这回去，这那个女人家，好嘞，爷爷有。爷爷去的，把爷爷去的，俺家里不嘞？啥？我忘了。大对的，我那不搞了，那来看。还有这个生意，我毛利啥钱都没管，我毛利我就几多，几多啥钱都干的。我那叫用了，叫那个吧，哎，叫有嘛人嘛，现在来了，现在叫，那叫那个嘛，几把的什么的。我毛利啥搞的，收入也太白了。我收了别人。毛利，没办法，他没来别啊，他没来的，就是没回来，我老马说了咋搞的嘛？啥也搞的白白的，哈，我当然了，领他那句，我当然了，现在拿来太白呀的，那没对了，还没有，我等下来把资料来买去，好嘛啥？毛利，爷来有嘛？爷来啥嘞？爷老妹，我妹妹好那老的嘛都有，是爷的来有啊的，你看，我不打，毛利，爷来别吧，爷来，我啥嘞？你那妹，爷没去屋就啥的啦，所以我不干了，我干了，啥？现在把别了嘞，打吧。好嘛啥呀？我家那边的。哦，妈妈毛利，在那呢，老年嘛说的，妈妈都生呀。哎，我去，毛利个，哎，先不要，你来先来着。这几道都个东道，毕竟俺都个东道，毛利呀，烫啊呀，都是烫的。不是烫的，这个毛利烫啊呀，你看的毛利呀，这个包都包回来。哦，我的妈，小妹好吧，烫啊呀，
မောင်လေးရဲ့ရောက်လာတော့တထောင်ရဲ့မောင်လေးမလို့1500လိုက်တာဟုတ်ပါဘူးမောင်လေးသဘောမပေါက်ဘူးလေဟုတ်တယ်လေအားလုံးမောင်9000ဝယ်ဟုတ်ပါနော်ဒီမှာဒါဆိုကြောက်ဖြစ်တော့ဒီပေါ်ပြေးလိုက်လေမြင်များအိမ်ကတော့ပြန်ကျင်ပါလေဆိုးပါအားရှားနေရတယ်ဖတ်ဆက်ဒီလုံးလေး9000ဝယ်ဟုတ်တယ်ညပေးအားရှားနေရတယ်လောက်တယ်ဒီလုံးလေးမြင်များလုံးလေးလုံးတယ်မရှားနေလေဟင်းပါလေဘာဖြစ်ဗျအာဒီဆက်တာကဘယ်နှကြောက်လဲဘယ်နှကြောက်လဲပတ်စံပါမလားစားတာမဟုတ်ဗျရုပ်စပိတ်ပတ်စံပါမင်းတို့ခရောင်းရပါလားဘယ်ကလဲဝင်းနဲ့ပြည့်မယ်တို့ကအဲ့ဒါလေးနော်ငါကျွေးလို့ပဲလားလေဟုတ်ရေပတ်စံဘယ်ညံ့ခဲ့တယ်မသိဘူးတို့ပါပဲအကျွေးမလဲမမေအကျွေးရလားတဲ့မရဘူးတဲ့ဘယ်မေဟုတ်ရလေမမေကတော့ဟလာအတူတူရအမေဟုတ်အမမေအတကယ်ပြန်လေတော့ခင်းတော့ခင်းပါပဲကြောက်မမေပြက်နေတာဟာရှိလိုက်မင်းတို့ကပါရှိလိုက်မရှိပါဘူးဆိုရင်နေရတာငါပဲမေးနေရတယ်ရှိတော့ကျွန်တော်အကျွေးထပ်ကလေးပဲနော်အကျွေးမရဘူးမင်းတို့နှစ်ယောက်ပြန်မောင်လေးကြရင်ခဲ့ဒီမှာဟေးဟိုဘယ်လိုပြန်မလို့လဲပြန်စိုးတယ်ပြန်လာတူလာလေဒီလေဒီငါမပတ်တယ်ပါဒီမှာကားတယ်မကြောက်နဲ့သူပဲဝင်ကြည့်မယ်ဆိုတော့ပါမောင်လေးကြရင်ပြန်တော့ပြန်တယ်မင်းတို့ပြန်တော့ပြန်ပြန်မလို့လေဒီတော့ဦးမှာပဲနင်တို့လည်းပြောနေရုံနေတော့ပဲနောက်ကိုရှိဘယ်လိုပါလဲမပါဘူးရောပါလားမပါဘူးဟိုဘာလုံးပါလဲဘာတော့အဲ့တော့မထူးတော့တော့ပြန်ကျန်လေဟေးဟောဘယ်လိုပြောင်းလို့ဒီဟိုမလေးဒီအောင်ပြန်လို့နေတော့ဟာဒီမှာကေတိုမိုဘိုင်းဝယ်လာတော့တုံးချီရလေအဲ့လာပေါင်းခဲ့လိုက်ဒီရောက်တယ်ခဏလာပြန်ရွေးကေတီမိုဘိုင်းကဝယ်လာတဲ့ iPhone ကြီးရဟုတ်တယ်ဟိုလှည့်တဲ့တိုင်းညီမနဲ့အခုမှဝယ်လာအဲ့လာတုံးခဲ့လိုက်ချစ်ပါလေမပြီးဘူးဟဲ့ဒီရရဟုတ်ပါဟုတ်ပဲအေးဘောနေလိုက်ဆလာပဲကြည့်ရပဲအဲ့ကျွန်တော်ဒီဖုန်းလေးကိုပေါင်းလိုက်မယ်ရှားမလားအုံးပေါင်းခဲ့ကေတီမိုဘိုင်းကဝယ်လာတဲ့ဖုန်းကေတီမိုဘိုင်းက iPhone အဲ့ဆိုရတယ်ထားခဲ့နော်ထားခဲ့မနေ့ကလာရေးမယ်အေးပြီးရောဘယ်လိုကျွန်တော်လမ်းစီရှိလားလမ်းစီရမရှိပါဘူးဘယ်လောက်လိုတာလဲလမ်းစီကဘယ်လောက်လဲဟိုတော့2000လို့2000လို့မေ2000တော့ခဏပေးပါမရှိလားမေရှိလားလို့မရှိဘူးမရှိ9000ပေးလိုက်ဒီတော့9000 iPhone ကြီးတော့ရတာနော် KT မူပိုင်းကခုမှဝဲလာတာ9000ပေးလိုက်မေအဲ့ဒါလမ်းစီပဲတော့ပြန်ပါလေရောဒါ9000ပေးတယ်ဟုတ်ကျော်ဒီပုတ်ခဏဟုတ်မလားရဟုတ်ကဲ့မနေ့ကတေးချလာရွေးနော်လာရွေးမယ်ထားခဲ့ပါတော့လာခဲ့好多人我们家那个哇，现在呢？到底呢？不等呢？သွား到底不费？ရပါကတိမူပိုင်းကငါလိုချင်နေတာ iPhone တော့ပဲလိမ့်စာငါမသိလို့ကတိမူပိုင်းကငါမနေ့ပြန်ကြပွားဝင်တယ်ဒီလိမ့်စာကဟာဒီတော့ဖုန်းလည်းမပါဘူးမမေဖုန်းမထားခဲ့တော့ဘူးဒီကောင်လေးရေးထည့်သွားပြီဒီကောင်လေးနိုင်မှဖြစ်လို့ခုခါပြောအောက်ကမာယာကိုကိုပွားယူအေးငါအုပ်မပေးခဲ့ဘူးငါအိမ်မပေးခဲ့ဟောငါမပါတယ်ငါလည်းပေးလေမောင်လေးလေးလာအဲ့ကြောင့်လေဒီတော့ငါရေးချသွားတယ်နော်ပေးပါမောင်လေးလေးအဖွဲလာဟေးရီကြမယ်ပြောကြမယ်မောင်လေးအဖွဲနဲ့တူသွဲကေဒီမိုဘိုင်းရဲ့လိပ်စာလေးရတော့အမှတ်43လဲဆဲရင်ကလည်း2လွာမှရှိပါတယ်နော်